အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီအပေါ်မှာပြထားတဲ့အင်ကြီးပုံလေးတစ်ပုံညက်ပြပြင်ပါနော်ဒါကနောက်ရှမ်းဒါကခြေချမ်းတို့ကခြေရနောက်ရှမ်းကဒီလိုပုံစံတူပဲနော်ပုံစံတူညှက်ထားပြီးတော့ရှင်ဒါပုံမှန်ကိုညှက်နေကြပတန်နဲ့ညှက်လိုက်ရနော်ဒါကြတော့ဒီလိုညှက်နေကြဆိုတော့ဒီကြီးကြောကြီးမြင်းကနေတို့ဒီရဲ့အထဲကိုတလက်မဝင်ပါတယ်တလက်မကိုကျတော့တို့ဝိုက်ပါမယ်ဒီလိုဝိုက်လိုက်ပြီပေါ့နော်ဝိုက်ပြီးသွားပြီဆိုလို့ရှင်တို့လေပင်ပေါက်ဖောက်ပါမယ်လေပင်ပေါက်ကကြတော့ဒီပခုံးတိုင်မြင်းကနေအောက်ကိုတို့3လက်မချပါတယ်3လက်မအဲ့3လက်မကိုဒီလေးဘယ်လိုလဲဝိုက်ထားမယ်ပေါ့နော်ဝိုက်ထားပြီးတော့ရှင်တို့ကဒီနို့ဒါကြတော့လေနို့မြင်းပေါ့နော်လေနို့မြင်းကနေတို့လေးစိတ်ထပ်ပါမယ်ဒီကောင်ဒါလေးစိတ်ထပ်လိုက်ပါတယ်လေးစိတ်ပြီးတော့ဒီရဲ့ဂျိုင်းဝိုက်တို့ဒီမှာဂျိုင်းဝိုက်ထားတဲ့နေရာအနေနဲ့လေးစိတ်ထပ်ပါမယ်ဒါချက်စီမှာတင်တက်ထားတဲ့ခလေးတွေဆိုလို့ရှိရင်တော့ဒီပတန်ကိုသိရပါတော့လေးစိတ်ထပ်ပါမယ်ထပ်ပြီးတော့ရှင်ခလေးကိုညှစ်ထုတ်ပါမယ်ညှစ်ထုတ်ပြီးတော့ရှင်ဒါလေးတွေကိုထပ်ပါမယ်ဒီကိုလည်းထည့်လိုက်ပါမယ်ထပ်ပြီးတော့ဆိုလို့ရှိရင်ဒီလေပင်ဝိုက်လေးကိုတို့ဝိုက်ပါမယ်ဝိုက်ပြီးတော့လို့ရှိရင်လေပင်ကိုညှစ်ထုတ်ပါမယ်ဒါညှစ်ထုတ်ပြီးတော့ဆိုလို့ရှိရင်တို့ဒီနားလေးမှာခွဲချောင်းလေးပါတယ်ဒီအလယ်လေးမှာခွဲချောင်းပါတဲ့တော့ကိုတို့အောက်ကိုဘယ်နှလက်မထပ်ချမလဲဆိုလို့ရှိရင်3လက်မထပ်ချပါမယ်အောက်ကိုထပ်ချလိုက်တဲ့ဥစ္စာ3လက်မအဲ့3လက်မကိုကြတော့ဒီကနေဘယ်လောက်ခွဲကားမလဲဆိုလို့ရှိရင်အလယ်ကတို့4စိတ်တို့မဟုတ်6စိတ်ဒါကိုချိန်သလိုခွဲလို့ရနော်အပေါက်ကိုပြတ်ရှင်ပြဲလို့ရပါတယ်ဒါတော့ဒီလိုလေးညှစ်ထုတ်လိုက်ညှစ်ထုတ်ပြီးတော့ဆိုလို့ရှိရင်ဂျိုင်းလေးကိုတို့ဝိုက်ပါမယ်ဝိုက်ပြီးတော့ဆိုလို့ရှိရင်ညှစ်ထုတ်ပါမယ်ညှစ်လိုက်ပါနော်ညှစ်ပြီးဆိုလို့ရင်ပေါင်းလေးဆောင်းလေးထောင်နေတဲ့ဟာတွေလည်းညှစ်လိုက်မယ်ညှစ်ပြီးတော့ဆိုလို့ရှိရင်တို့ဒီနားလေးမှာအထက်ကလေးပါလေအဲ့အထက်ကလေးတော့ကိုတို့ဒီရဲ့လေပင်ပါလေဒီဘက်အထဲကိုတို့6စိတ်တို့မဟုတ်တလက်မလောက်ဝင်လို့ရနော်ဒါတို့6စိတ်နဲ့ဝင်ထားတယ်6စိတ်ဝင်တဲ့မျိုးဒီရဲ့ရန်နုထိတ်နဲ့လူလေးလာပြီးတော့ဆွဲလိုက်ပါတယ်ဆွဲပြီးလို့ရှိရင်ဒီကိုညှစ်ထုတ်မယ်နော်ညှစ်ထုတ်ပြီးတော့ဆိုလို့ရှိရင်ဒီမှာတို့ဒီရဲ့ထောက်ရံနဲ့အောင်အောင်ညှစ်ထုတ်မယ်ညာဒီလိုခဏလေးဒီလိုလေးအထားလိုက်အော်ဒီမှာဟသွားပြီဆိုတော့ဒီညမှာပပလောက်မယ်ဆိုလို့ရှိရင်နာခွဲကားစားဟစားလာအောင်ဖြစ်တဲ့အတွက်မလို့သူ့ကိုနားလေးကိုတိတ်ကပ်ပါမယ်တိတ်ကပ်ပြီးဆိုလို့ရှိရင်သူ့ကိုထဝက်ဝက်လိုက်ပါမယ်ဒါထဝက်ထဝက်ဝက်တဲ့နေရာမှာတို့ပါလာမယ်ဆိုဒီဟာလေးကိုထပ်ပါမယ်ထပ်ပြီးတော့လေးလာထပ်မယ်သူ့ကိုလည်းခောက်မယ်ခောက်ပြီးတော့ဒီဘက်ကိုဒီလိုလာဆောင်မယ်ပေါ့နော်ဆောင်ပြီးလို့ရှိရင်ဒီကောင်လေးကိုဒီမှာပြီးတော့ညှစ်ထုတ်ပါမယ်ညှစ်ထုတ်လိုက်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒါလေးရသွားပါပြီဒီပုံစံလေးရသွားပြီဆိုလို့ရှိရင်ဒီဟာတို့ဒီအောက်ကိုဖတ်ထုတ်အောင်မယ်ပေါ့နော်အဲ့ဒါဒီလန်တို့ကနေတို့ဒါ white out ဒါကိုလိုချင်တယ်လို့ယူလို့ရနော် white out လည်းယူလို့ရတယ်လို့ဒီပခုံးကနေဆက်မယ်ဆိုလည်းယူလို့ရတယ်တို့မတော့ဒီနားလေးမှာအောက်ပါသေးတယ်နားလေးမှာလေအင်ဂျီပုံလေးမှာတစ်ချက်ကြည့်ပြီနော်ဒီကောင်တို့ကထဝက်ဟုတ်လိုက်မယ်ထဝက်ဟုတ်ပြီးအဲ့ထဝက်ကနေဒါကိုလိုချင်တဲ့လောက်ကို3လက်မဆို3လက်မ4လက်မဆို4လက်မအကြိုက်ဒီဂျိုင်းသားဒီပြဲမယ်ဆိုလည်းပြဲလိုက်လို့ရတယ်ကွာဒါကိုသဘောဒီကောင်တို့ကအများကြီးမခွဲထားဘူး3လက်မလောက်ပဲခွဲထားတယ်ချမ်း3လက်မခွဲထားတယ်တစ်ဖက်ကိုကြတော့တို့2စိတ်လောက်ပဲထုတ်လိုက်မယ်2စိတ်လောက်တစ်ဖက်ကို2စိတ်လောက်ကိုဒီလိုပဲဟာလိုက်တယ်နော်ဒီကနေဒီကိုသွားလိုက်တဲ့နေရာ3လက်မယူထားတယ်ဒီက4စိတ်ပေါ့နော်နှစ်ခုပေါင်းလိုက်လို့ရှိရင်4စိတ်အကောင်လေးတို့နှိပ်ထုတ်ပါမယ်ဒီလေးရပါပါပြီဒါပြီဆိုလို့ရှိရင်ဒီကောင်ကတော့ဘယ်လိုချုပ်ရမလဲဆိုတော့ပြမယ်နော်ဒါလေးကိုနှိပ်ထုတ်ပါမယ်
တစ်ထောက်လေးညှက်လိုက်ပါပြီးတော့ဒီထောက်ကိုလာညှက်ပါမယ်ဒီလိုလေးရပါပြီဒီလေးရပြီဆိုလို့ရှိရင်ဒီမှာချုပ်တဲ့မှာသူချုပ်စာယူရမယ်နော်သူတီစာဘီးတွေကတော့တီစာတွေပါပြီးသားဆိုတော့အီရမလို့တော့ဘူးဒီအလဲမှာကျတော့သူတီစာယူရမယ်ညှက်ထုတ်ထားတာမို့လို့ဒီကနေ၄စိမ့်ယူပေးပါချုပ်စာဒီဘက်ကိုလည်း၄စိမ့်ယူပေးပါဒီပြီးလို့ရှိရင်ဒီဘက်ကကျတော့ဘယ်လိုညှက်ရမလဲပိတ်ကနှစ်ခေါက်ညှက်ရပါမယ်ချက်စီမှာတင်ဖို့တဲ့ကလေးတွေဆိုရင်အကုန်လုံးသိပါတယ်ဒီဟာလေးကိုအဲဆိုလို့ရှိရင်ဒီပုံစံအတိုင်းလေးရပြီဆိုလို့ရှိရင်နောက်တစ်ခုရှိသေးတာကျတော့ဒီပုံစံအတိုင်းဟာပတ်တန်းတာကကျတော့ပိတ်နှစ်ခေါက်ကိုတစ်ခုဆိုရပြီပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီကောင်လေးကိုဒီလိုလေးထပ်ပြီးတော့ဒါပုံမှန်ပေါ့နော်ပုံမှန်တော့ခွဲကမလို့ရသေးတယ်ပတ်တန်းဒီလိုဟာကိုဒါပိတ်တစ်ခုနှစ်ပြီးပါဒီလိုဟာတစ်ခုဒီပါတယ်ခုနကဒီလိုဟာတစ်ခုဆိုလို့ရှိရင်နှစ်ခုဖြစ်သွားပြီပေါ့နော်ပိတ်ကဒီလိုလေးတစ်ခုဒီလိုလေးတစ်ခုနားလည်မလို့ထင်ပါတယ်ဒါလေးနားဆက်လိုင်းရပါပြီနောက်ချမ်းတော့ဘာမှလုပ်စရာမလိုတော့ဘူးပေါ့နော်နောက်ချမ်းလေးစားပြီးတာအလုံးချုပ်တဲ့ချိန်ကျရင်တော့ဒါချုပ်တာလေးလည်းပြန်ပြီနော်ဒီကဒါပခုံးပုံမှာတွဲလိုက်ရပြီတွဲလိုက်ရပြီဆိုရင်ပခုံးမတွဲခင်ခုနကဒီနှစ်ခုမှာနောက်တစ်ခုပါတဲ့ဟာကျတော့ဒီခြာပြားလေးပုံစံမျိုးပေါ့နော်ခြာပြားတက်ပြီးတော့ဒီကောင်လေးဒါအလင်မှာဒီစနာလာခောက်ပြီးတော့ပေါ့အဲကိုတစ်ခါလေးငုံချုပ်လိုက်ဒီအတွန့်လေးကသူ့ပါလေးနဲ့ဒီနေဖို့ရလေးတိုင်းနဲ့ဟလာလေးပြင်နေမှာပါရှင်ဒီကြပါစေမသိတာလေးတွေရှိလို့ရှိရင်comment မှာမေးပြခဲ့ပါနော်ကျေးဇူးတင်ပါတယ်